အားလုံးပဲမင်္ဂလာပါအခုကတော့ဂျွန်းဝါသွားတော့ပါမယ်သမီးတို့ အားလုံးပဲမင်္ဂလာပါဒီနေ့ရတော်လေးကို dream wall လိုက်ပို့တာပေါ့နော်အဲ့ဒါ dream wall ထဲမှာဘာရှိမလဲဆိုတာသွားပြီးတော့တူလိုက်ပြီးကြည့်ကြပါအောင်နော် ဝင်တော့ပါမယ်ကဲအားစင်တော့ မလေးကြည့်ရောမှာမဲ အကုန် ကြည့် သွားနိုင်ရဲ့လားတနေ့လုံးညနေထိသွားရမှာနော်ညနေထိသွားရမှာနော်ကဲအားဆိုစမယ် လောက်ကရှိရလောက်က ဒါ လေး မဲ့အဲ့လိုပစ္စည်းထဲကြမေတော့ဘာမှမရှိဘူးတော့အေးဆေးပဲလေနော် သွားမယ် သွားမယ် ခုကတော့အရင်သွားမယ့်နေရာကလိုက်ရှာလိုက်အောင်မယ်နော် ဒါအခုပထမဆုံးစဝင်လိုက်တယ်ဆိုလို့ရှိရင်အရင်ဆုံးတွေ့ရတာ dream wall နော် ဂျွန်းဝါအဲ့ဒါရိတ်တယ်သွားမယ် ကဲလိုက်ပတ်ကြည့်မယ် ကြည့်လာ ဟိုဘက်အရင်သွားကြည့်မယ် ဟေးဟောကြည့်လာ ဒါ pyramid ပုံစံလေးလောက်ထား အမတဲ့ မလေး ပုံစံလေးလောက်တာပါ ဟုတ်ပါတယ် ဟဲ့ အဲ့လိုဓာတ်ပုံတွေလိုက်ရိုက်တာပေါ့နော်ပြီးလို့ရှိရင်သူတို့ကအဲ့ဒါကိုပုံထုတ်ထားမှာထုတ်ထားပြီးထိတ်မှာရအောင်မှာသူကထွက်လို့ရှိရင်ဒီမှာဒါလေးကဓာတ်ပုံရိုက်လို့နေကြားတယ် ဟောဒီနေရာလေးကိုသွားကြည့်အောင်မလား အဲ့လိုမျိုးနေရာလှလှလေးအများကြီးရှိတယ်ဓာတ်ပုံရိုက်လို့ရတယ် ဒီမှာခဏ ထိုင်ကြည့်အောင်မလား example လေးထိုင်ကြည့်အောင်ပါမယ်ဒါတည့်ရတဲ့နဲ့ဒါမှရပါ ထိုင်လိုက်မယ် သမီးတို့ကဒီဟာလေးက Valentine Day ကပြီးပြီဒါမှအလားတက်ပေါ့ ဟုတ်တယ်ဓာတ်ပုံရိုက်မယ် အိုးကတ်တယ်ဖြစ်သွားပြီ ရှန်ကိုမီ ဝေး Superman လောက်ကြည့် မစ်စူပါဝမန်လောက်လိုက်အောင်မယ်သမီးလည်းလောက်လို့ရသမီးရင်လောက်လာတယ်အဲ့တဲ့ Superwoman မဟုတ် Superman အဲကြောက်တယ် ညနာလေးကိုတင်တာ အာအဲ အမဟိုတခိုးဖမ်းလာတာ ဟုတ်တယ်အဲ့လေရေချိုးနေတက်တာပါเย้နိုင်ပြီဟာဟာဟာရှောင်းပြီ သူရှောင်းသွားပြီမင်းတို့နိုင်သွားပြီလား ဒီပလိုက်သွားကြည့်ပါမယ်ဟိုမှာလေတဲ့မလားယူရတယ်ကိုပြအောင် ဒင်းဝေါလာမယ်ဆိုရင် तू ကတော့မနက်ဖက်လာတာအကောင်းဆုံးပေါ့နော် ဟုတ်တယ် မနက်ဖက်ကိုမနက်စောစောလာမယ်ပြီးသွားလို့ရှိရင် तू တနေ့ကုန်ဒီမှာအကုန်ပတ်ရမှာဆိုတော့အကုန်လုံးဆော့ပြီးသွားတော့မှညနေဆောင်ကြမှာတော်တော်များပြန်ညတော့လေမနက်လာမယ်ဆိုရင်ကိုကအိမ်က8နာရီလောက်ထဲကထွက်ရင်အဆင်ပြေပါတယ်ဒါက ဒီမှာမက်လေးပါ သူ့ရဲ့ map ပေါ့ you are here သွားမယ်ဟာယူကြည့်အောင် you are here တဲ့ကျမတို့ကဒီရောက်နေပါပြီရှင်အဲ့တော့ပတ်ရပါမယ်တနေ့ကုန်ပတ်ကြပါမယ်အဲ့ဆို Okay let's let's go go မလေးရေပတ်တယ်တော့ဒီတန်ကရေပတ်တာ Giant house ဝင်မယ်ဒီတစ်ခေါက်က Giant house ဆက်သွားမယ်နော်ဒီထဲမှာဘာရှိလဲတော့ကြည့်ကြမယ် Giant house ဝင်ပါမယ် 60 ဘတ်လေ ဟောဝင်မတော့ပေးပြီးသားလေအားလုံး အေးလိုက်ရခိုင်းရ ဟောဘလူးကြီးအိတ်နေတယ်ဘလူးကြီးအိတ်နေတယ်ဘလူးကြီးနော်ဘလူးကြီးအိတ်နေ ဒီ တယ် ရိတ်နေအလူ အာသူ့ရဲ့ဖက်နှက်ကြီးအကြီးပဲဘလူးရဲ့ဖက်နှက်ကြီးအကြီးပဲ သွားမယ်လောက်ကြီးရတယ်ကြီးပဲ ဟုတ်တယ်တော့ရတယ်ကြီးပဲဟာသူ့ရဲ့မီးဖို့ကြီးအကြီးပဲနော် ဟုတ်တယ် မီးဖို့ကြီးတယ်ဟ
ဟိုဘက်မှာဆိုရင်မရှိတယ်ဟိုဘက်မှာဆိုရင်ထိုင်နဲ့ထိုင်ကုန်းရှိရဲမပလက်ကလထိုင်ရှိတယ်မှန်သွားကြည့်မယ်ခုနက ဖေးထိုင်ကြီး စော သမီးတို့ကြည့်အောင်လုပ်တာ မှန်ရလားဟာမမေတို့ကဘယ်လိုကြီးဖြစ်သွားအဲ့မှာဟင်းချက်မယ်သွားချက်မယ်စီထည့်မယ်ဒီမှာကတော့စီထည့်ဖို့ကတော့ဒါကြတော့ဇွန်းဘလူးတောင်းတဲ့ဇွန်းအဲ့မှာအပေါ်ကြီးကသွားကြည့်မယ်သူတောင်းတဲ့ဟာတွေ မလေအော်ကျုပ် မင်းတို့အပေါ်တက်ကြမယ်မှာဒါကြက်ဥလေ ပေါ်တတ်တဲ့နေရာပဲမှာဟောဒီမှာဝေါမိုင်းလိုက်တာကွာအော်ညမရကြီးပဲ ဒီမဲ့ရင်ကြည့် သူ breathing လုပ်နေရ အောက်တယ်အိတ်နေရလေသူအိတ်နေတော့မမေတို့ကခိုးဝင်လာ ဟုတ်တယ် ဘလူးကြီးအိတ်နေတော့အာမှာဒါဘလူးရဲ့အတုံးဆောင်နေနော် အော်အဲ့နေရကြီးပဲ ဘလူးစားရဲ့ကြက်ဥရွှေဥ ဘလူးရဲ့အင်ကြီးဘလူးအ အ င် ကြော ကြီး ဓမ္မရွတ်ကြအောင်စနေတုံးနဲ့ဓမ္မကြီးကအကြီးပဲ ပြောပြအောင်မယ်သူ့အင်ကြီးကိုကြည့်လိုက်အောင် ဓမ္မလေအော်အေးဟုတ်သားပဲသူ့အင်ကြီးရတယ်အကြီးပဲနော်အဲဘလူးမနှိုးခင်မမေတို့ရင်ပြန်ထွက်ကြမယ်တခြားတဲ့နေရာသွားကြမယ် ဟုတ်တယ်40 house ကဲလိုက်ခဲ့ကြပါအောင်နော်နောက်တစ်နေရာဆက်သွားမယ်ဒီရဝင်မယ်နော်တန်းစီပြီးဆောင်အောင် ขอต้อนรับทุกท่านเข้าสู่สถานีวิจัยเอเลียน အေးရင်သွားကြည့်ရဘလို့နေလဲ experience လေးပြောပြလိုက် အ ပါ ရန်တော့မကောင်းနဲ့ ဟုတ်တယ်နော် ကိုင်တယ်လို့မျိုးတရေကြီး စိတ်ချောက်ချအောင်လုပ်ထားတာလေလူတွေကို 4D ပုံစံမျိုးပေါ့နော်စိတ်ချောက်ချအောင်လုပ်ထားအထဲမှာတော့ဗီဒီယိုရိုက်လို့မရတော့ရိုက်လို့မရဘူးပေါ့နော်အခုကကိုစီးကြည့်မှာပဲအထဲဝင်ပြီးကြည့်ကြည့်မှာပဲသိလိမ့်မယ်အဲ့တော့နောက်တစ်နေရာထပ်ပြီးတော့သွားမယ်နော် တော်ပြရလေးပါ သွားမယ်နော် သွားကြည့်ပါမယ်အော်ချစ်တယ် ဒီမှာဘလူးကြီး ဘူးမဟုတ်ပါ ဘလူးကြီးလား အဲ့အထဲထဲဝင်လို့ရတယ်မှတ်မိ ရတယ်လေအပေါင်းရိုက်မယ်အခုက Dragon Cave တဲကိုသွားကြည့်မယ်နော်ထားခဲ့တယ် အားတော့ရဲတိုက်ကြီးပေါ့နော်ရဲတိုက်ကြီးကသွားဖြောင်းမြန်လောက်ထားတာအိမ်ကြီးကိုအကုန်လုံးကဖြောင်းမြန်ဖြစ်နေမယ်လို့ထင်တယ်အကြည့်လိုက်မယ်နော်အကုန်လုံးကဒါဖြောင်းမြန်ဖြစ်နေတာပေါ့ ဒါအရင်ဖြစ်အောင်ပုံ ဟုတ်တယ်လေကားတယ်ဆိုရင်လည်းသွားဖြောင်းမြန် ဟုတ်တယ် နော် ဒါမဲ့ဘာမှလည်းမပြ သွားလို့မရဘူးဒီတဲ့ကတော့ဒါပဲဘာမှအရင်ထူးထူးခြားခြားမရှိဘူး ပြင်း သူကရဲတိုက်ပုံစံကိုဖြောင်းမြန်လောက်ထားတယ်ဒါလေးပဲတခြားတစ်နေရာဆက်သွားမယ်နော်ပြီးတော့အခုဆက်သွားမှာကကြတော့သူကအိမ်လေးအိမ်လှလှလေးတေးသေးလေးကတ်တွန်းကားတဲ့အိမ်လိုပုံစံမျိုးလေးပေါ့နော်သူကတစ်လုံးချင်းစီစောက်ထားတာအဲ့အိမ်လေးတွေထဲမှာ decoration လေးလည်းလုပ်ထားရဲဆိုတော့အဲ့မှာဓာတ်ပုံရိုက်လို့ကြတာပေါ့နော်ဓာတ်ပုံသွားရကြမယ်နော်လိုက်ခဲ့ပါအောင်ရှင်စစ်စရာလေးဒါဆိုရင်ဒါ Snow White တို့လူပူလေးတို့ကတ်တွန်းတွေကအိမ်လေးပေါ့ဒီမှာဆိုရင်ဒါလူပူလေးနေတဲ့အိမ်လေးတွေ Hello Hello ဒီမှာ Snow White မင်းသမီးလေးကဒီထဲမှာဒါကျမတို့ရဲ့ Snow White မင်းသမီးလေးပါ ကျမတို့ကျမအိတ်လာအောင်မ
ရေတို့ချင်းဟောတာခွက်လည်းမရှိခွက်လည်းမရှိဘူး ဒီမိုးဒီကျမကောင်းတာ ကာတွန်းကားတဲ့ပုံစံလေးတိုင်းသူက decoration လေးလောက်ထားပြီးတော့ကလေးတွေအတွက်ကတော့အရင်ကြိုက်မှာပါ ဟင်းချက်လား နော်ဟင်းချက်တဲ့နေရာ Snow White ဟင်းချက်တဲ့နေရာ ဒါ မှကြည့်အောင်ခွက်ကလေးတွေအကုန်တန်းစီနေထား ဟုတ်တယ် ကဲအဲ့ဆိုရင်နောက်ထပ်တဲ့အိမ်ကို ပါမယ် ထပ်သွားပါမယ် ဒီနေ့တော့ ဒါလူပူလေးအိမ်လေးတွေပါ Snow White နဲ့လူပူလေး9ယောက်မှာလူပူလေး9ယောက်ရဲ့အိမ်မှာ လို့ တောက်ခတ်ထားရဝင်လို့မရဘူးဒါကတော့အကြီးကြီးပဲနော် အဲ့ထဲတော့ဝင်လာ ရဲဝင်မယ် ဟုတ်တယ်ဝင် ရဲလေ အော်ဟာတော့ မြောက်ကြီးနဲ့တပုံသွားရပါမယ် ဟုတ်တယ် မြောက်ကြီးနဲ့တပုံရိုက်မယ် โอเคမြောက်ကြီးကကြောက်စရာ မိုက်ကောဖွင့်ထားရလားမမေဖွင့်ထားရမြောက်ကြီးနဲ့တပုံလည်းအဲ့ဒါ စစ်လိုင်းစီမ Animal Farm မှာ Animal Farm မှာဗာရပြထားလဲဆိုရင်သူကညကလေးပေါ့ညကလေးကြက်တူရေးလေးဝင်လို့ရလား ရတယ် ဝင်ကြည့်မယ်ဒါကြတော့သူကကြက်တူရေးလေးတွေညကလေးတွေကြီးပဲမွေးလာပြထားတာအောက်မှာတော့ရွှေငါးလေးတွေရှိတယ် ဒါနဲ့နေရာသွားမယ် ဒီမှာတော့ငှက်အစုံပဲ စစ်စရာလေး မလေးအဲ့မလေးအဓိကကြက်တူရွေးတွေပေါ့ကြက်တူရွေးလေးများတယ်စာကလေးတွေရှိရယ်ကြက်တူရွေးမျိုးစိတ်လေးရအစုံ စစ်သူရေးပဲရှိရမလားငှက်တွေကြိုက်တဲ့လူတွေတွားလို့ရပါတယ်အမလေး ဘယ်ရှိသေးတယ်သမီးရဲ့ စစ်စရာလေးဆက်လေး ဒီကားတော့ သမီးစားချက်လေးသမီးစားချက်လေး ချက်ပေါက်စာလေးမှတ်တယ်ခဏလေးဝတ်ထားကြာနေတာသူတို့ကြက်ကလေးတွေကချက်ဝတ်တုပ်လေးအမွှေးလေးတွေကြည့်အတော်ရအိတ်နေတယ်နော်ဘယ်နှကောင်ရှိလဲတစ်ကောင်နှစ်ကောင်သုံးကောင်အဲမှာတစ်ကောင်တဲထဲမှာတစ်ကောင်ဟောဝက်လေးတွေနည်းနည်းတော့နည်းနေဒါကတော့စိတ် စိတ်လေးအာစစ်စရာလေး စိတ်ကလေးပါ โอเคเรียบร้อยค่ะด้านนี้เอา ဒါကကြတော့အယုတ်တွေကိုပြင်နိုင်လို့ရှိရင်ရုပ်တွေရမှာကြည့်ပါရင်ရုပ်ရမှာနော်ဒါတွေကဘက်တွေလည်းအဲ့တိုင်းပဲတရဲအိမ်ဝင်တော့မယ်တရဲအိမ်ပေါ့နော်ဒါကတော့တော့ဘယ်ရောက်သွားလဲမသိတော့အရန်ဝင်ခြင်းနေမရှိရနေ ဟယ်လို ခုဆောင်ပြီးသွားနေပါတယ်အခုတော့သူကလုံးဝမကြောက်ဘူးလို့ပြောတယ်တရဲအိမ်ဝင်လိုက် မြဲလာလေဒါတမီး73စစ်တယ်ကြာ ရတယ်လေ120ရတယ်လေတရဲအိမ်ကနည်းနည်းလေးနေတယ်တရဲအိမ်ကဟမ် ဟောအပွားမ အခါတရဲအိမ်ဝင်ရမှာကြောက်လို့ဆိုပြီးတော့အရှိအတုတ်ကခလေးလေးတွေလေ โอเคครับ ကျောင်းကခလေးလေးတွေက ไป
ဟို water flash ပါစီလို့မျိုးတွေဝယ်ရရေးဆိုမှဆိုလို့ဒါတော့စီးပြီးွားရဲ့အခြေအနေလေးပါအခုနောက်တဲ့နေရာဆက်သွားမယ်အခုကနှင်းနေတဲ့ကိုသွားမယ်နော် snow down သွားပါမယ်လိုက်ခဲ့ပါဦးအခုဒါသူတို့ကခြေလေး free ပေးရပေါ့နော်တယောက်ကိုတစ်ခုပြီးသွားလို့ရှိရင်သူတို့ရဲ့ဖက်နက်လေးကိုလဲပေးရပါမယ်ဒါဒီမှာဖက်နက်လဲမနေရဒါဘေဘီဟာဒါမမေဟာပြရကြတယ်မေဘကိုဆက်ဖီလေးရိုက်နေအောင်ဆက်ဖီစတစ်လေးကန်နေအောင်ချမ်းတယ်နော်အေးတယ်နေရာသားစကတ်တူလေးဝလာအရင်ချမ်းနေပါပေါ်ပိုင်းကအပေါ်ပိုင်းလုံပြီးတော့အောက်ပိုင်းကရမ်းချမ်းနေစမ်းမဆိုပူမယ်ဆိုဝလာဒါပေမဲ့ဒီထဲရောက်တော့ကြတော့ချမ်းပါတယ်အကြံပေးချင်တာကတော့ဒီထဲကိုနောက်ဆုံးမှဝင်ပါလို့ဒီမို့ဆိုလေးလေဆိုရင်ပူနေလေပူလိုက်အေးလိုက်ဖြစ်မှာနင်းတော်ရရောက်နေပါပြီအေးတယ်အေးပါရဲ့ဆက်ပါပြီဒါကတော့ဒါရေထဲမှာကြည့်ရတာလေဟာဒီကလားဒီတော့လည်းပို့မိုက်တယ်မိုက်ကြည့်တယ်ပေါ့ဒီကမိုက်ကြည့်တယ်လို့လေးပါငါရမိုးလာရမေမိုးလာပါဘာမင်းလာလေးစီအားရကောင်းနေတော့ကြောက်ရsorry boleh ticket ထဲမှာပါတဲ့ buffet ကနေ့လယ်2 နာရီဆိုရင်ပိတ်ပြီဆိုတော့ buffet ကိုလည်းခဏကြာတော့သွားစားကြပါတယ်ဒါကတော့သူတို့စီမှာကျွေးထားတဲ့စားတောက်တွေပေါ့နော်ဒါတုံရန်ဟင်းကြိုလေးပါကြက်သားတုံရန်ဟင်းကြိုလေးကျန်တာတွေကတော့အဲ့လို spaghetti တို့အရွက်ကြော်တို့ပေါ့နော်အစုံပဲသမော်ဒီတောင်ပေါ့ပြီးတော့အချိုပွဲတွေရှိမယ် dessert တွေရှိမယ်အသီးတွေရှိမယ်
ပြီးရင်ရတော့ကြရေခဲမုတ်လည်းရှိတယ်ခုကတော့ခဏလေးလည်နာပြီးတော့ကူကေးလာစားနေရပါနေလေတာစားပါဟိုကသမင်းနဲ့စားပြီးသွားပြီစော့ကြရည်လဲစော့ရဲတဲ့ဟာတော်တော်များစော့ပြီးသွားရဲဆိုမောသွားတာပေါ့နော်မောသွားပါဒါကြီးကိုမစီးရဲဘူးဟွာကြီးကိုကြည့်လိုက်အောင်ကြောက်စရာကြီးနာပြီးတော့မှနောက်တစ်နေရာမှာဆက်ပြီးတော့စီးလာမယ်။အဲ့ဒါနောက်တဲ့နေရာတော့မယ်။ရမ်းမောသွားပါပြီရေလည်းဘယ်နှဘူးရှိပြီလဲမသိတောက်နေရသမင်းစားပြီးတော့နည်းနည်းရိုက်ရတာဟိုဖြစ်သွားတာပေါ့နော်ပြီးသွားဟာတော့ဒီရရှုပ်ပွားနေပုံရကြမယ်လားzip line သွားပါမယ်ဒီကစပြီးတော့မိုက်ကအတန်မလာတော့ပါဘူးမိုက်ကအားကုန်သွားတော့မသိရနဲ့စကားကြီးပြောနေတာပေါ့နော်ဒါမဲ့ပြန်ကြည့်တော့ဘာအတန်မှမပါလာအောင်မိုက်အားကုန်သွားလို့ပါအဲ့တော့ voice over လေးနဲ့ပဲပြောရမယ်နော်ဒါတော့ရတော့အရန်စီးခြင်းနဲ့ zip line မှာzip line ကိုခောက်ထုတ်ခောက်ပြန်2ခါတောင်စီးခဲ့ပါတယ်။သူကတစ်ခါသွားရတဲ့အချိန်မှာ maintenance လုပ်နေလို့ခဏပိတ်ထားရဲဆိုလို့ညနေကြတော့မှပြန်ပြီးတော့အချိန်ပြန်ဆောင်ပြီးစီးရတာဆိုတန်အောင်လို့ပေါ့နော်။2ကြော်လောက်ပြန်စီးခဲ့။ဒါကတော့အဲ့လိုပဲအနီးနားပတ်ဝန်းကျင်မှာရှိတဲ့အရုပ်ကလေးတွေကိုလိုက်ပြီးတော့ဓာတ်ပုံတွေလိုက်ရိုက်တယ်ဗီဒီယိုတွေလိုက်ရိုက်တာပါ။ဒါကတော့ 4D ဝင်ကြည့်တာ4D ဝင်ကြည့်ရပါမျက်မှန်လေးတွေတက်ပြီးတော့ 4D ဝင်ကြည့်ရတာဒီမှာလည်းအဲ့လိုပဲစကားတွေပြောနေတာပေါ့နော်ကိုယ့်ဘာသာကိုစကားတွေပြောနေတာမိုက်ကိုအတန်နေလာတယ်ထင်ပြီးတော့ဒါမဲ့နောက်ကြတော့အတန်နေမလာနေခဏနေဆိုလို့ရှိရင် 4D ပြပြီဆိုလို့ရှိရင်တော့ဗီဒီယိုရိုက်လို့မရတော့ဘူးပေါ့နော်ဒီမှာလည်းပွားနေတာ2မိနစ်အဲ့ 4D ပြတဲ့အချိန်က2မိနစ်လို့ပြောနေတာ2မိနစ်အတွင်းမှာကြည့်ရတာပေါ့နော်ကြည့်ပြီးတော့အခုနောက်တစ်ခေါက်ဒီဟာကြီးကိုစီးပါတယ်အဲ့ဒါကြီးကိုစီးလိုက်တဲ့အချိန်မှာအရန်ကိုမူးသွားပြီးတော့ခေါင်းတွေကိုမူးထွက်သွားပါတယ်တော်စီးခြင်းလို့လိုက်စီးရတာပြီးတော့သူတို့သားဖားနှစ်ယောက်ကိုအဲ့ရေတဲ့ဟာကြီးကိုထပ်စီးခိုင်းလိုက်ပါတယ်ကျမကတော့မူးနေလို့မလိုက်သွားပါဘူးမနက်ထဲကမနာတန်းစော့လိုက်ပတ်လိုက်လမ်းလျှောက်လိုက်ဆိုတော့နည်းနည်းလေးညောင်းလာကြပြီပေါ့နော်ပြီးတော့အဲ့လိုမအီမတာလင်းနည်းနည်းလေးပင်ပန်းလာကြပြီပေါ့နော်မနက်ကလေးကတောက်လျှောက်ကြီးဆိုတော့ကြာတာအဲ့တော့တွေ့ရနေရလေးဓာတ်ပုံရိုက်လိုက်ပြန်စော့လိုက်နားလိုက်နေပဲအဲ့လိုမျိုးရှောက်သွားတာအဲ့ roller coaster ကြီးကိုလည်းရသွား2ခေါက်စီးခဲ့တယ်ပြီးတော့ဒီနားမှာဓာတ်ပုံတွေလိုက်ရိုက်တယ်သားမီး2ယောက်ဓာတ်ပုံတွေလိုက်ရိုက်ခဲ့ကြတာပေါ့နော်ဒါလေးကတော့ဒါဝိမ့်မာတဲ့ပုံစံလေးအတိုင်းသူ့ item လေးလောက်ခိုင်းတာအဲ့ဒါဆိုရင်မင်းတို့ပြန်ကြမယ်နော်ဟုတ်တယ်ပြန်တော့အားလုံးပဲတတာပြန်လိုက်ပါဦးမယ် bye bye